大家好，老师ဒီနေ့တရုတ်လိုကိန်းကဏ္ဍအခေါ်အဝေါ်နဲ့ပတ်သက်ပြီးသင်ပေးတော့မှာဖြစ်ပါတယ်။ပထမဦးဆုံးကိန်းကဏ္ဍကိုတရုတ်လို数字လို့ခေါ်ပါတယ်။数字3ကို0 0 1ကို1 1 2ကို2 2 3ကို3 3 4ကို4 4 5ကို5 5 6ကို6 6 9ကို7 7 8ကို8 8 9ကို9 9 10ကို10 10အစားကနေပြန်ယူမှာဖြစ်ပါတယ်1 1 2 2 3 3 4 4 5 5 6 6 7 7 8 8 9 9 10 10အဲ့တော့တစ်ကနေ30တိတက်ပြီဆိုလို့ရှိရင်ကျန်တာလဲရေတက်တော့မှာဖြစ်ပါတယ်ဥပမာ17ဆိုလို့ရှိရင်11 12 12ဆိုလို့ရှိရင်12 12 10ဆိုတော့10ဖြစ်ပါတယ်အဲ့တော့ကိုက20လို့ရေးချင်တယ်ဆိုလို့ရှိရင်2ကို10ကို10 10ဆိုတာ20ဖြစ်သွားပါပြီ30ဆိုလို့ရှိရင်30အဲ့တော့31ဆိုရင်31 31 32ဆိုလို့ရှိရင်32အဲ့တော့တစ်ကနေ30တိတက်ပြီဆိုလို့ရှိရင်ကျန်တာတွေလည်းရေတက်တော့မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်